ဒီညကပျော်ရွှင်မှုနဲ့ပြည့်စုံနေတယ် ကားတာအရန်ကြည့်ကောင်းတယ် အမတ်တရညလေးတညပဲ ကျွန်တော်တို့ကိုအဲခံကျွေးမွေးစောင့်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ် ရပါတယ်လန်ဂရီအဆင်ပြေကြပါစေကွယ် မူရာဘယ်ကောင်စီးပြီးအိမ်ပြန်ခြင်းလဲပြော ဒီမှာဂျူဆန်ကိုစီးပြီးပြန်မယ် ဒီကောင်ကြီးကိုရွှေမိတာမှားသွားပြီအိမ်ကိုအစောကြီးပြန်ရောက်တော့မှာပဲ ဟောင်းအင်းအောင်ချုံနာချောင်း ရွာတွေကလူတွေဘာဖြစ်နေတာလဲ ဟုတ်တယ်ကိုတို့ကိုကြည့်နေကြတယ် မင်းတို့เนี่ยပျောက်သွားလို့ရွာထဲကလူပြောနေကြပြီရွာလူကြီးကမင်းတို့ဒီနေ့ပဲစိတ်ဆက်ထိမြပေးလိုက်မယ်ဟုတ်ကဲ့